အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကတော့လူသားစားပုံးကြီးဦးလာပါအကြောင်းပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုစလိုက်ရအောင်1986ခုနှစ်လောက်တုန်းကမြန်မာနိုင်ငံမှာဟိုးလေးကြော်ဖြစ်သွားခဲ့တဲ့အမှုတစ်ခုကတော့လူသားစားပုံးကြီးဦးလာပါအဖမ်းခံခဲ့ရတယ်ဆိုတဲ့အမှုပဲဖြစ်ပါတယ်ဒီကိစ္စအပေါ်လူတွေကတော်လေးရှုတ်ချခဲ့ကြသလိုအစိုးရဘက်ကလည်းဦးလာပါကိုဖမ်းဆီးရေးယူမှုတွေပြုလုပ်ခဲ့ကြပါတယ်အခုလိုတတိုင်းပြည်လုံးကဦးလာပါပေါ်ကိုရက်ဆက်ပြီးကြောက်စရာကောင်းတဲ့လူသားစားတတဝါတစ်ကောင်လိုမြင်နေကြတဲ့အချိန်မှာလူတချို့ကတော့ဦးလာပါဟာဘာပြစ်မှမရှိပဲတမင်ချောက်ချခံရတာဖြစ်တယ်လို့ယုံကြည်နေကြပါတယ်ဒီဇလန်အရတော့ဦးလာပါကအထက်လန်းကိုမျက်နှာဖုံးထားပြီးနောက်ွယ်မှာရက်ဆက်ကြောက်စရာကောင်းတဲ့အောက်လန်းကျင့်စဉ်ကြီးတစ်ခုကိုကျင့်ကြံနေခဲ့တာလို့သိရပါတယ်အဲ့ဒီကျင့်စဉ်ကလူသားစားပြီးမှကျင့်ကြံရတာဖြစ်ပြီးပေါက်ရောက်အောင်မြင်သွားရင်လည်းဝိဇ္ဇာဘုရင်တပါးလိုပဲဖြစ်သွားမှာပါဒါမဲ့ဦးလာပါကအောင်မြင်ခါနီးမှာပဲလူတွေကသူ့အကြောင်းကိုသိသွားလို့ထောင်ထဲဆန်သွားခဲ့ရပါတယ်။ဦးလာပါသတင်းသုံးခဲ့တဲ့အကြောင်းကတော့ယခုတောင်ဥက္ကလာပမြို့နယ်ပါရမီလမ်းဘေးမှာတည်ရှိခဲ့ဘူးတယ်လို့သိရပါတယ်။အဲ့ဒီအချိန်တုန်းကဦးလာပါဟာနိုင်ငံရေးပါဝင်တက်ကြွမှုတွေရှိခဲ့တာကြောင့်ဦးနေဝင်းတို့စစ်တပ်အဖွဲ့ကတမင်လုပ်ကြံပြီးနာမည်ဖျက်ခဲ့တယ်လို့သူတို့ကယုံကြည်နေကြတာပါ။ဒါနဲ့ပတ်သက်ပြီးခိုင်လုံတဲ့သက်သေထောက်ထားမရှိတာကြောင့်လူများကတော့ဦးလာပါနဲ့ပတ်သက်ပြီးနမည်ကြီးဇလန်တပုတ်ကိုပဲပုံဩယုံကြည်ခဲ့ကြပါတယ်။ဒါအပြင်ဦးလာပါကသူ့ဇနီးနဲ့သားဖြစ်သူကိုပါဘုံကြီးเจ้าမှာအတူခေါ်ထားတာလို့လည်းသိရပါတယ်။သူတို့သားအမိနှစ်ယောက်စလုံးကဦးလာပါရဲ့ကျင့်စဉ်ကြီးအောင်မြင်ဖို့အတွက်ပါရမီဖြည့်ပေးခဲ့ကြတာပါ။သားကလူတွေကိုလိုက်တက်ပြီးတော့အမေကရလာတဲ့သားတွေကိုဦးလာပါစားဖို့ချက်ပြုတ်ပေးရပါတယ်။အဲ့လိုနဲ့ကြာလာတော့အနီးနားပတ်ဝန်းကျင်မှာလူပြောက်မှုတွေကလည်းခက်စိတ်စိတ်ဖြစ်လာခဲ့ပါတယ်။ပျောက်သွားတဲ့သူတိုင်းကလည်းဦးလာပါရဲ့ကျောင်းသားဝန်းကျင်မှာပဲနောက်ဆုံးအချိန်တွေ့ခဲ့ရတာကြောင့်လူတွေကအနှဲငယ်ရိပ်မိလာကြပါတယ်။အဲ့လိုနဲ့တရက်မှာဦးလာပါကျောင်းကိုလူငယ်တယောက်ရောက်လာခဲ့ပြီးတော့အဲ့ဒီလူငယ်လေးကြောင့်ပဲလူသားစားပုံးကြီးဦးလာပါအကြောင်းကဘူးပေါ်တလို့ပေါ်သွားခဲ့ပါတယ်။လူငယ်လေးကစွန့်ကပ်ပြီးထက်ပြက်မယ်လို့တော့အနောက်ကနေဦးလာပါသားကဓာတ်နဲ့လန့်ခုတ်လိုက်တာလက်ချော်ပြီးချက်ကောင်းကိုမထိသွားခဲ့ပါဘူး။အဲ့ဒီခွင့်ကောင်းမှာပဲလူငယ်လေးကအတီးတန်ထားပြီးထွက်ပြေးလာလိုက်တာကံကောင်းပြီးလွတ်မြောက်သွားနိုင်ခဲ့ပါတယ်။အဲ့ဒီတော့မှပဲလူတွေအားလုံးကဦးလာပါအကြောင်းကိုသိသွားခဲ့ကြတာပါ။ရဲတွေစစ်ဆေးလိုက်တဲ့အခါမှာတော့ကျောင်းရဲကနေအချင်းစိန်ထားတဲ့လူခန္ဓာကိုယ်ပိုင်းဆက်တွေကိုတွေးခဲ့ရတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီကနေစပြီးတော့ဇက်တူသားစားတဲ့ဦးလာပါကတမိုင်းမှာနာမည်ဆိုးတစ်ခုနဲ့ကြံရစ်သွားခဲ့ပါတယ်။ဒါမဲ့အရှိမပြောခဲ့သလိုပဲဦးလာပါကနိုင်ငံရေးလှုပ်လို့ခြောက်ချခံရတဲ့ဆိုတဲ့ခဲဟဲကြတွေကလည်းရှိနေတာကြောင့်သူတကယ်လူသားစားတာဟုတ်မဟုတ်ကိုတော့တက်မပြောပြနိုင်သေးပါဘူး။ဒါနဲ့ပတ်သက်ပြီးမိတ်ဆွေတို့သိထားတဲ့တခြားအကြောင်းအရာတွေရှိရင်လည်းမျှဝေခဲ့ကြပါအောင်နော်။